အားလုံးမင်္ဂလာပါအော်တိုဘာ16ရက်နေ့ USC Final ကောင်ပွဲနေရာမှာထိုးသက်မယ်ရန်နီယာဒေရာနဲ့အန်တိုနီဟာနာဒက်တို့ပွဲကတော့ပြတ်သွားပါပြီအန်တိုနီဟာနာဒက်ကထွေးချင်းမှာ injury ဖြစ်ပြီးပြိုင်ပွဲကနှုတ်ထွက်သွားတာပါဟာနာဒက်အစားဘရန်ဒန်အဲလန်ကလူစားဝင်ထုတ်သွားမှာပါဒီလိုပြောင်းလဲမှုကရန်နီယာအတွက်ကောင်းတယ်လည်းပြောလို့ရသလိုမကောင်းဘူးလို့လည်းပြောလို့ရပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီပြောင်းလဲမှုနဲ့ပတ်သက်ပြီးရန်နီယာအတွက်ကောင်းတဲ့အချက်နဲ့မကောင်းတဲ့အရာလေးတွေကိုသုံးသပ်ပြောသွားမှာပါကောင်းတဲ့ချက်ကိုပြောရရင်ရန်နီယာကဒီပွဲနိုင်ရင်ကပတ်လူရဖို့ရှိပါတယ်။အဲ့အတွက်ဒီပွဲကသူ့အတွက်အရေးပါတယ်။ဘရန်ဒန်အဲလန်ကတော့နိုင်လဲကပတ်လူလို့မရသေးပါဘူး။ရန်နီယာအတွက်က EN Fighter ဟာနာဒက်နဲ့ဆိုင်ရင်ဒီဖိုက်တာကပိုလွယ်ကူနိုင်ပါတယ်။အဲ့ချက်ကသူ့အတွက်ကောင်းတဲ့ချက်ပါ။ဟာနာဒက်နဲ့အဲလန်တို့ကဖေဖော်ဝါရီလထဲမှာတွေ့ဦးပါတယ်။အဲ့ပွဲမှာဟာနာဒက်ကအမတ်အဆုံးဖြတ်နဲ့နိုင်ရထားပါတယ်။ဒီချက်ကြောင့်ပြောရရင်ဟာနာဒက်တော့မကောင်းလို့ဆိုရမှာပါ။ဒါမဲ့ရန်နီယာအတွက်ကန်ဆိုးတာကဘရန်ဒန်အဲလန်ကလက်ရှိသူလေ့ကျင့်နေတဲ့အောင်လာတို့ကေကလေးအက်စီကကစားသမားဖြစ်နေပါတယ်။ရန်နီယာကို striking skill ကောင်းအောင်လုပ်ပေးတာကကေကလေးအက်စီကဆိုမမှားပါဘူး။နောက်ပြီးရန်နီယာက USC မှာအောင်မြင်မှုတွေရတာကလည်းကေကလေးအက်စီကြောင့်ဆိုမမှားပါဘူး။ fighter ကောင်းတွေအများပြားရှိတဲ့နေရာပါ။လက်ရှိဒီကလပ်က fighter နဲ့ထိုးရမှာဆိုတော့တယောက်ကတော့စွန့်ခွာရမှာပါ။ရန်နီယာကသူ့နယ်သာလန်နိုင်ငံကကွန်ဘတ်ဘရာသာချင်းကိုပြန်လေ့ကျင့်ရဖို့များပါတယ်။ဘာလို့လဲဆိုတော့ကမရူဥစမန်နဲ့ဂဘန်တော့ကလည်းတယောက်ကပြောင်းပေးရပါတယ်အတူတူလေ့ကျင့်လို့မဖြစ်တဲ့အရာပါကေကလေးအက်စီကိုရန်နီယာကနောက်မှရောက်လာတာပါအမှန်ဆိုရန်နီယာကကေကလေးအက်စီမှာကစားကျင်တာပါကေကလေးအက်စီကနီးပြတွေကလည်းရန်နီယာကိုချစ်ခင်လေးစားကြပါတယ်ရန်နီယာကူလို့အောင်မြင်မှုတွေရပြီးကေကလေးအက်စီနဲ့တွေ့ဆုံခဲ့တာဟာလည်းအွန်လိုင်းအစမ်းကြောင်းဆိုမှားပါဘူးရန်နီယာကံကြမ္မာအပြောင်းလဲတစ်ခုကြောင့်ခုဆိုရင်ကေကလေးအက်စီယာနဲ့ပြန်လဲဆုံးခွာရဖို့ရှိပါတယ်။သူ့အတွက်ဂျင်ကလက်ပြောင်းကစားတာကတော့တိတ်ပြဿနာမရှိပါဘူး။သူ့ရဲ့အားသာချက်အားနည်းချက်တွေကိုကေကလေးအက်စီကကစားသမားတွေလည်းကောင်းကောင်းသိမှာပါ။အဲဒီအတွက်ကြောင့်သူ့အတွက်ပြဿနာရှိနေပါတယ်။ဒါပေမဲ့မာရီယာကပါနဲ့တဲ့ဖိုက်တာတယောက်ပါ။အဲဒီအတွက်ဘလို့နိုင်အောင်ကစားရမလဲဆိုတာသူကောင်းကောင်းသိပါတယ်။ကောင်းမင်းကအဓိကထားကစားရင်တော့နိုင်ဖို့ရခိုင်တော့များပါတယ်ဒီဝဲမှာအောင်လာဆန်းအောင်ရန်နီယာရဲ့ကိုတယောက်နေရာမှာလိုက်ပါလာအောင်မလားဆိုတာတော့စောင့်ကြည့်ရမှာပါဘာဖြစ်ဖြစ်ဒီဝဲကဘရန်ဒန်အဲလန်တက်ဆိုင်ရန်နီယာကပိုရေးကြည့်ပါတယ်ကပတ်လူရမယ့်အခွင့်အရေးနောက်ပြီး USC မှာအနိုင်ရထားတဲ့ဂုံမိုးတွေကိုဆက်လက်ထိန်းသိမ်းဖို့ဒီဝဲမှာနိုင်ရမှာဖြစ်မှာပါအောက်တိုဘာ16ရက်နေ့ကနေဒါနိုင်ငံဗန်ကူဗာမြို့မှာထိုးတက်သွားမှာပါအဆုံးထိလိုက်ပါကြည့်ရှုပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေထပ်မံကြည့်ရှုဖို့ channel လေးကိုလည်း subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုချင်ပါတယ်